ဒီနေ့မှာတော့ညီမကဒီအင်ကြီးလေးကိုဘယ်လိုလဲရလဲဆိုပြပြပေးတော့ရမယ်အရင်ဆုံးပေါ့နော်ဒီပေါ့နော်ဒီ Play Store ကိုဝင်ပါမယ်ဒီ Play Store ကိုဝင်မယ်ပြီးရင်ဒီရှာတဲ့ဥစ္စာလေးကိုရပါမယ်ဒါလေးကိုနှိပ်ပြီးတော့လို့ရှိရင်ဒါပေါ့နော်ဒီဥစ္စာလေးပါမယ်ပြီးရင် Circle School Simulator လို့ရှာပါမယ်ဒါလေးပေါ့နော်ရှာပြီးဒါလေးနှိပ်ပါမယ်ဘာလို့စားမင်းသားလို့သွားနေတော့ဒါလေးပေါ့နော်ညီမကစော update ကဒေါင်းပြီးသားမို့လို့ပေါ့နော်ညီမ update ပြီးကြလို့ရှိရင်ဝင်ဒေါင်းပြီးသားလူတွေကဝင်လိုက်လို့ရှိရင်ညီမ play နေရာမှာupdate ဆိုရဲဟာလေးရှိပါညီမဒေါင်းပြီးသားမို့လို့ပါရှင်ညီမဟုတ်ပါဘူးညီမကဒေါင်းပြီးသားကြီးမို့လို့ play ဆိုရဟာလေးပေါ်နေရပါတော့ညီမတို့ဒီနေ့မှာ update ဆိုရဟာလေးပေါ်ပါတယ်အဲ့ဒါလေးနှိပ်လိုက်ပါသိမကြပါဘူးစောင့်ပြီးသွားလို့ရှိရင်ညီမတို့ညီမစောင့်ပြီးသားမို့လို့ညီမဒီလိုလေးပြီးကြလို့ရှိရင်စောင့်ပြီးသွားရင်ဒီလိုမျိုးလေး play ဆိုရဟာလေးပေါ်လာပါလိမ့်မယ်အဲ့လေးကိုနှိပ်လိုက်ပါညီမတို့ခင်ညောက်ပြန်ဝင်ပြပါမယ်ရှင်ပြီးတော့သူကသပင်အစ်စ်လေးလည်းပေါ်လာပြီပေါ့နော်ပြပါမယ်အင်ဂျီတွေဝင်လိုက်ပါဒါဆိုရင်တော့ဒီညမှာ apple ဒီပေါ့နော်ဒီအောက်ညမှာအင်ဂျီလေးခုလေးပေါ်ပါလာတယ်ဒီအိုက်တော့ဒီ၃ခုပေါ့နော်ပြောရရင်ဒါလေးကတော့အရန်ချစ်ဖို့ကောင်းပါတယ်အင်ဂျီလေးအရန်လာရပေါ့နော်ဝတ်ကြည့်ပါရှင်အိမ်ပေါ်မှာလေးအင်ဂျီလေးဆိုအရန်လာပါတယ်ဒါကတော့ apple လေးပဲဖြစ်ပါတယ်ဒါမဲ့တော့ရော့ပြီးသူကပေါ့နော်သူမရောတဲ့အင်ကြီးလိုလေးပြောလို့ရပါရှင်အရန်လာပါတယ်ဒါလေးကညီမစောစောတော့ဝတ်တဲ့အင်ကြီးလေးပဲဖြစ်ပါတယ် hashtag ကတော့ဒီမှာဒီဟာလေးဒီစပင်လေးလဲလာပါရှင်ဒီစပင်လေးကတော်တော်လာပါရှင်ပြီးကြတော့ဇတုံးထုံးထားတဲ့ပုံစံမျိုးရှိပါတယ်အဲ့လိုလဲလာပါရှင် Lashes မှာတော့ဘာမှမဟုတ်ပါဘူးရှင်ကောင်းကဟုတ်ပါနော်ဒါလေးနဲ့စလိုက်လာမသိဘူးဒီဥစ္စာလေးပို့သွားဒါလေးရမ်းချစ်ဖို့ကောင်းပါရှင်ညီမဘာမှတော့အဲ့ဒါထပ်ပို့ထားပါပြီးမို့မပါဘူးနဲ့ဒီမို့မပါလဲနဲ့ငါ့ထဲဝင်မပါနဲ့ကွာငါစိတ်မရှိဘူးကွာဟိုင်ပြောနာလေရှိသွားဒီမို့မပါပဲနဲ့မင်းတို့လေမင်းဖို့မပါပဲနဲ့ငါတို့လာမရှုံးနဲ့အကုန်လုံးတော့ပုံမှန်ပါရှင်ငါတက်ပြီအင်ဂျီတို့စပင်တို့လည်းနည်းနည်းလေးပို့ပါတယ်ထင်ပါညီမပြောကွာအကုန်လုံးကဒါကတော့ပုံမှန်ပဲဟုတ်တယ်မလားညီမတို့လေဟဲချစ်စရာလေးနာသမီးလေးပုံစံလေးရမ်းလာတယ်နော်ချစ်စရာလေးလားဘွိုင်းကတော့ညီမတို့ပို့သွားတာလေးကဘွိုင်းမှာဆိုရင်ညီမဒါလေးရယ်ပို့သွားပါရှင် hashtag ကတော့သူကတော့မပို့တာသူမှာကအစပိုင်းတော့ဒီနားလေးထိပဲရှိရလားလို့ဒီမှာစပင်းနေအများကြီးပို့သွားပါတယ်နေုံဟေးနေုံဟာအစိတ်ညက်တယ်လို့ညီမတို့အကုန်လုံးလည်းသိပြီးကြပြီထင်ပါတယ်အဲ့တော့နောက်ဗီဒီယိုကြမှာပဲပြန်တွေ့ပါမယ်ရှင်အရင်လည်းရှေ့သွားမှာဆိုလို့ပေါ့နော်အရင်တော့လူတာဝခုံတယ်လို့မျိုးပေါ့နော်အားလုံးပဲတတာ